ဘုရားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ပြီးခဲ့တဲ့အပတ်ကစနေနေ့မှာ3ကဒီနေ့တော့3ကကျွန်တော်တရားဟောတော့အတန်မထွက်တော့ဘူးဆိုတော့ဒီပတ်တော့ပြည်သွားဖို့ရှိတော့ကလေးမြို့မှာတင်တန်းတစ်ခုကျွန်တော်မသွားဖြစ်တော့ဘူးနားလိုက်တဲ့အခါမှာတနေ့ရဆရာဥက္ကမောင်နဲ့ဒီမှာလဲတရားဟောပြပါဆိုတော့ဘုရားခင်ကျေးဇူးတော်ပဲအတန်တော့နည်းနည်းပြန်ထွက်လာပါတယ်လို့ဆိုတော့ကျွန်တော်တို့လည်းတတိယဆုတောင်းပေးလို့အထူးပဲကျေးဇူးတင်ပါတယ်ကျွန်တော်အတန်သိမ့်မထွက်တော့အဲ့ရပေါ်မှာနေပြီးတော့စာတွေဖတ်တော့ပြောစရာတွေအများကြီးထွက်လာတော့ဗောဒီနေ့တည်း3-4ခုလောက်ကျွန်တော်စဉ်းစားနေတော့ခန္တီချင်းချင်းဆိုတော့ပတ်ဝန်းကျင်တင့်တယ်ပေးရအိမ်တော်မှာမြတ်တာဆိုတာဒါကိုကျွန်တော်ပြန်ပြီးတော့စိတ်ထဲမှာဖြစ်လာတယ်ဒီနှစ်ကပတ်တော်ကိုဝင်ငှဖို့ဝိညာဉ်တော်ကလည်းနှိုးဆော်တယ်ဒီနေ့ကဘာကြီးမှာပြန်ကြည့်ရင်သခင်ယေရှုပြောတဲ့အတိုင်းပဲမြတ်တာခေါင်းပါနေတယ်ကဘာကြီးကတော်တော်ကြောက်စရာကောင်းတဲ့အထိမြတ်တာခေါင်းပါနေကြတယ်လူတွေကအချင်းချင်းမချစ်ရင်မကကိုမချစ်တတ်တော့ဘူးမချစ်တတ်တဲ့အပြင်တော်တော်ကြီးကိုနစ်မုံအောင်ပျက်စီးအောင်အစားအသောက်နဲ့ပဲဖြစ်ဖြစ်နော်စိတ်ကိုမထိမ့်မနဲ့လွန်ကျူးခြင်းအပြင်ဒေါသတွေဖြစ်လာပြီးတော့နှလုံးယောဂါတွေပိုဖြစ်လာကြတယ်ယောဂါတွေပိုဖြစ်လာတယ်ကိုတတ်တည်မှုတွေပိုများလာတယ်ကဘာကြီးကိုပြန်ကြည့်ရင်လူတွေကတော်တော်ကြီးဒုက္ခရောက်တယ်ဒါပညာရှင်တယောက်ကဘာပြောလဲဆိုရင်ဒီလိုဖြစ်နေတဲ့အချိန်မှာတဲ့လူတွေအလိုအဆုံကငွေလည်းမဟုတ်ဘူးအောင်မြင်မှုလည်းမဟုတ်ဘူးယာရုအရှိန်ဝါလည်းမဟုတ်ဘူးဂုဏ်ထူးဆောင်ပွဲတွေလည်းမဟုတ်ဘူးဒီလူတွေလိုအပ်နေတာမေတ္တာပဲဖြစ်တယ်။ဒါကနေ့ကျွန်တော်မေတ္တာကိုပြန်စဉ်းစားဖို့ကျွန်တော်စိတ်ထဲဖြစ်လာပါတယ်။ကျွန်တော်တို့ခရိယန်တွေကတော့ဖခင်ရဲ့မေတ္တာကိုအင်မတန်မှဖော်ကျူးကြတယ်။ယောဟန်3:16ဆိုကျွန်တော်အားလုံးအလွတ်ရတယ်ဆိုတယ်နော်။ဆိုကြည့်ရအောင်ဘုရားသခင်ဤတားတော်ကိုယုံကြည်သောသူအပေါင်းတို့သည်ပျက်စီးခြင်းသို့မရောက်ထာဝရအသက်ကိုရစေခြင်းကဘုရားသခင်သည်မိမိ၌တပါးရသားတော်ကိုစွန့်တော်မူသည့်တိုင်အောင်လောကီသားတို့ကိုချစ်တော်မူကျွန်တော်တို့ယောဟန်3:16ကိုလူတိုင်းအလွတ်ရတယ်တချို့ကလေးတွေဆိုရင်သူတို့တိုင်းရင်းသားဘာသာစကားနဲ့သော်၎င်းမြန်မာလိုသော်၎င်းအင်္ဂလိပ်လိုသူတို့အလွတ်ရကြတယ်နော်ဒီကျမ်းစာရွတ်လို့လည်းကောင်းတယ်ရွတ်ယုံဒီမကဘူးဒီကျမ်းစာကိုအမိပြုပြီးတော့တဆင့်ဆက်စဉ်းစားဖို့လိုတယ်နော်တချို့ကျွန်တော်တောင်ပေါ်ဒေသရောက်တဲ့အခါမှာအိုးခရစ်တော်ရဲ့ကားထိုင်အကြောင်းသူတို့ဆိုပြီးမျက်ရည်တွေကျကြတယ်တကယ်ပဲခံစားရတယ်ခရစ်တော်မြတ်တာကြီးတယ်ဆိုတော့ချီးမွမ်းကြတယ်ဒါပေမဲ့ကျွန်တော်တခုမေ့နေတာအဲ့ဒီမြတ်တာကိုထောက်ပြီးတော့ဘုရားသခင်နောက်တစ်ဆင့်တက်စေခြင်းတယ်နော်အဲ့ဒါကတိယောအခန်းကြီး3:16ခရစ်ယာန်တွေတော်များမေ့နေကြတယ်ယော3:16ရှင်ယောခရစ်ယာန်အခန်းကြီး3:16ကိုအလွတ်ရတယ်ရှင်ယောဩဝါဒစာပထမဆုံးအခန်းကြီး3:16ကိုမေ့နေကြတယ်ဒါကျွန်တော်ရှေ့ကနေဖတ်သွားပါမယ်ကျွန်တော်နောက်ကနေဒီပိုက်လိုက်ဆိုကြည့်ရအောင်ခရစ်တော်သည်ငါတို့အဖို့လုံးငါအသက်တော်ကိုစွန့်တော်မူသည့်အရာကိုထောက်၍မေတ္တာတော်ကိုသိရကြပြီငါတို့သည်လည်းညီကိုချင်းတို့အဖို့လုံးကအသက်ကိုစွန့်ရကြ၏အဲ့ဒီမေတ္တာကိုတကယ်တမ်းရခံစားရရင်တဲ့အဲ့ဒီမေတ္တာကိုထောက်ပြီးတော့ညီကိုချင်းအတွက်အသက်ကိုစွန့်ရတယ်စွန့်ဖို့ဆက်စင်သားအသက်စွန့်ဖို့ဆိုတာတိတ်ကြီးလွန်းတယ်အသက်စွန့်ဖို့မဟုတ်ဘဲနဲ့ကျွန်တော်တယောက်ကိုတယောက်နော်အခုဒီနေ့စရပြီးအိမ်တော်မှာဇနီးတဲ့နဲ့ခင်မွန်းတဲ့သားသမီးနဲ့မိဘအလုသမားနဲ့အလုရှင်ကျွန်တော်တယောက်နဲ့တယောက်မေတ္တာပြန်ထားနိုင်အောင်စကြည်စမ်းပါကျွန်တော်တို့မေတ္တာအကြောင်းကိုခရစ်ယာန်တွေအများကြီးပြောတယ်နော်မေတ္တာအကြောင်းကိုခရစ်ယာန်တွေအများကြီးဟောတယ်ဒါပေမဲ့မေတ္တာကိုတကယ်လက်တွေ့မပြနိုင်ဘူးတရက်ကတကယ်နာမည်ကြီးတဲ့ဆရာကြီးတစ်ပါးရဲ့ဒါလွန်ခဲ့တဲ့နှစ်20လောက်ကပါလေကျွန်တော်အိမ်ကိုရောက်လာတယ်သူကမောကြီးပန်းကြီးနဲ့ထွက်ပြဟာအဲ့ဒီအပတ်ကလည်းတက်တိုက်ဆန်တယ်ကျွန်တော်အဲ့ဒါငယ်သေးတော့အဲ့ဒီဆရာကြီးတရားဟောခြင်းကိုသနာထောင်တယ်အင်မတန်မှစိတ်ကြည်တွေ့တယ်မေတ္တာအကြောင်းသူဟောသွားတယ်အင်မတန်ကောင်းတယ်ဒါနဲ့သူသားရောက်လာတော့ဟာဘာဖြစ်တာလဲဆိုတော့ဆရာကြီးရဲ့ကဲပေါ်အောင်တဲ့ဟာဘာဖြစ်လို့လဲကျွန်တော်အဖေတဲ့ကျွန်တော်နှစ်တလက်မှဒုံနဲ့လှည့်ရတယ်ကျွန်တော်မနေဘူးအသက်လူထွက်ပြေးလာရတယ်တဲ့ကျွန်တော်ဟုတ်ရဲ့လားပြီးခဲ့တဲ့အပတ်ကပဲမြင့်ဖေကတကယ်မေတ္တာနဲ့ပတ်သက်ပြီးဟောတာဟုတ်တယ်ဆရာတဲ့ကျွန်တော်အဖေမကြိုက်တဲ့တခုလုံးမိတယ်နဲ့ကျွန်တော်အသိအောင်ရိုက်မယ်ဆိုပြီးတော့ကျွန်တော်ထွက်ပြေးလာရတယ်တဲ့ဒါနဲ့တစ်ချိန်မှကျွန်တော်ဒီဆရာနဲ့တွေ့တော့မေးကြည့်တော့သူဘာပြောလဲဆိုတော့ကျုပ်တရားဟောတာလူတွေအတွက်တည်းကျုပ်အတွက်မဟုတ်ဘူးတဲ့ငါတခါလေးအိမ်တော်မှာဖြစ်တတ်တယ်ခရရတယ်နော်အမေအဖေတွေကဟေးငါပြောတဲ့အတိုင်းမင်းတို့လို့ငါပြန်မပြောနဲ့ကျွန်တော်
ဌာနရဲ့ဒုတိယဥက္ကဋ္ဌဝ Vice President Dr. Thomas Abraham တခါပြောဘူးတယ်သူကခလေးတွေကိုမလိမ်မှုသင်ပေးတယ်လိန်နာဖျားယူခြင်းရှာတယ်ဖျားမကြိုက်ဘူးတရက်တော့သူ့သားကတယ်လီဖုန်းလာတော့သူကလည်းပင်မမိရောက်လာတယ်တယ်လီဖုန်းကင်တော့သူ့အဖေအတွက်ဖြစ်နေတယ်ဒါနဲ့သူ့ကိုလှမ်းပြောတယ်ဒက်ဒီတဲ့ဖုန်းလာတယ်ဆိုတော့သူကဘာပြောလဲဆိုတော့မရှိဘူးပြောလိုက်တယ်အဲ့ဒီမှာသူ့သားသူ့ဘာပြန်ပြောလဲဆိုတော့ဖေဖေတဲ့ဖေဖေကိုယ်တိုင်လက်လေရင်းနဲ့သားမလိမ်ရေးဘူးတဲ့နော်တခါလေကျွန်တော်တို့အမှုတော်ဆောင်နေကျွန်တော်ခေါင်းဆောင်နေကျွန်တော်လူကြီးတွေကျွန်တော်ပြောတော့ပြောတယ်လက်တွေ့မလျှောက်ကြဘူးနော်ရှင်ရကောဒါကိုအမြဲတမ်းပြောနှုတ်ကပတ်တော်ကိုနာယူမျှတာပြုတော်သူနှုတ်ကပတ်တော်ကိုလိုက်လျှောက်တော်သူများဖြစ်ပါနော်ဒါကြောင့်ဖယားသခင်ချစ်တဲ့မေတ္တာကိုကျွန်တော်တို့ကိုပေးထားတယ်ကျွန်တော်မသိလို့ယောမ9:9မှာဆိုရင်အဲ့ဒီမေတ္တာတော်ကိုတဲ့တန်ရှင်းသောဝိညာဉ်တော်ကျွန်တော်နှလုံးထဲကိုသွန်းလောင်းနေတဲ့နော်ကျွန်တော်မှရှိပြီးသားဒါကြောင့်ဆရာကြီး Rick Warren ကဘာပြောလဲဆိုမေတ္တာဆိုတာတဲ့ခံစားမှုတသက်မဟုတ်ဘူးတဲ့တစုံတစ်ခုကိုလှုပ်တူဆုံးဖြတ်ချက်ဖြစ်တယ်တဲ့ဘုရားသခင်ကကျွန်တော်တို့ကိုချစ်တယ်လောကီသားတွေကိုချစ်တဲ့အခါမှာငါချစ်တယ်ဆိုတော့ဘုရားသခင်ထိုင်မနေဘူးဘာလုပ်ရတယ်လဲဆိုရင်ဘုရားဘုန်းကိုစွန့်ပြီးတော့နှိမ့်ချစွာလူလောကကိုဆင်းလာရတယ်ဆင်းလာယူနေမကဘူးအစီကံကျွင်ရဲ့တရားကိုယူပြီးတော့ကျွန်တော်တို့အပြစ်အတွက်လဝါကတိုင်းမှာအသေးခံပေးခဲ့တယ်။ဆရာယူဒတန်ကကျွန်တော်တိုင်းရင်းသားတွေကိုချစ်တယ်ဆိုတဲ့အခါမှာသူနေတဲ့အမေရိကန်နိုင်ငံကိုစွန့်ပြီးတော့အဲ့ဒီချိန်ကသူဗမာပြည်ကိုဝင်တဲ့အခါမှာရန်ကုန်မြို့ကမ်းနားလမ်းကရှုံကဒူးလောက်ရှိတယ်။သူနေတဲ့အိမ်ကိုအဲ့ဒီညမှာကြွက်တီဖမ်းတာကြွက်ကောင်100ကျော်သူရတယ်။အဲ့ဒီချိန်ကသူကကြွက်ဆိုတော့အင်မတန်ကြောက်တဲ့ပလိယောဂဖြစ်နေတဲ့အချိန်။ဘာကြောင့်သူဓာတွေကိုထားခဲ့ပြီးတော့ကျွန်တော်တိုင်းပြည်ကိုဆင်းလာတယ်လေ။မေတ္တာသည်အားရှိလာတယ်မေတ္တာသည်လုံနိုင်တဲ့စွမ်းအားတွေပေးလာတယ်မေတ္တာရှိလာပြီဆိုလူကစွန့်စားခြင်းလာတယ်မေတ္တာရှိလာပြီဆိုရင်လူဟာပေးခြင်းလာတယ်ပေးဆက်ခြင်းလာတယ်ဒါကျွန်တော်တို့အသက်တာမှာတစုံတစ်ယောက်ကျွန်တော်ဝန်းကျင်မှာဒုက္ခရောက်နေလို့ဘာမှကျွန်တော်တို့မခံစားရဘူးဆိုရင်သတိထားပါကျွန်တော်အထင်းမှာဖျားမေတ္တာတကယ်ရှိရလားအငယ်16မှာဆက်ပြောပါတယ်အကျဉ်သူသည်လောကီစည်းစိမ်ရှိလက်ပင်မိမိညီကိုဆင်းရဲခြင်းကိုမြင်၍တနာခြင်းဂိယူနာစိတ်ကိုချုပ်တီး၏ထိုသူ၌ဖယားသခင်မေတ္တာတော်သည်အဘယ်သို့တည်မြဲနည်းဝန်းကျင်မှာလူအပ်နေတဲ့ကျွန်တော်ညီကိုတွေသိရသားနဲ့တနာခြင်းဂိယူနာစိတ်ကိုချုပ်တီးနေရင်ဗမာလေးတဲ့မင်းတို့ကဖယားမေတ္တာဆိုတော့ဗမာရှိမလဲတဲ့တခါကရဘိဆရာကြီးတယောက်ကသူ့ကျမ်းစာကျောင်းသားတွေစာသင်ပြီးတဲ့အခါမှာသူမင်းကိုတခုမေးပါတယ်ကျမ်းစာထဲမှာပါတဲ့ပြည့်ညတ်တော်တွေအားလုံးကို10မိနစ်အတွင်းရွတ်နိုင်တဲ့လူရှိသလားကျောင်းသားတွေကဆရာကြီးတော့ညစ်ပြီးတဲ့ပြည့်ညတ်တော်10ပါးတော့10မိနစ်နဲ့မပြီးနိုင်တာဆရာကြီးရဲ့တဲ့ဒီလောက်ကြီးကျွန်တော်တို့မညစ်ပါနဲ့တဲ့ဆရာကြီးမဟုတ်ဘူးမင်းတို့စဉ်းစားကြည့်အောင်10မိနစ်အတွင်းရွတ်နိုင်တဲ့လူရှိလားအဲ့ဒီခါမှာအင်မတန်ထက်တဲ့ကျောင်းသားလေးတယောက်ကထပြီးတော့လက်ပြတယ်ဆရာရှိလာကဲပြောပြစားဆိုတော့ तू ကဒီကျမ်းစာကို तू ရွတ်တယ်။တင်းဖျားခင်ထာဝရဘုရားကိုစိတ်နှလုံးအကျွင်းမဲ့အစွမ်းတတ္တိရှိမြဉာဏ်ရှိမြချစ်လို့ကိုနှစ်ဆက်ဆိုင်သောသူကိုနှစ်မြချစ်လို့ပညာတိကျမ်းအနာဂတ်ကျမ်းရဲ့အားလုံးရဲ့အချုပ်ကို तू ရွတ်လိုက်တော့ဆရာကြီးဟုတ်တယ်တဲ့။ဒီနေ့လူကိုဘုရားသခင်ပေးလိုက်တာနှစ်ခုပဲ။ဘုရားကိုချစ်ဖို့နဲ့လူသားအချင်းချင်းချစ်ဖို့ပဲ။ခရိယတော်တော်များများဘုရားကိုချစ်တယ်။တချို့နေတွေကျွန်တော်ရောက်ဘုရားเจ้าမှာဝင်းခတ်ထားတယ်ရေတွင်းနဲ့ခရိယာနဲ့ခတ်ဖို့ပဲတဲ့နော်ကျွန်တော်တို့ကဘောင်ခတ်တယ် limit လုပ်လိုက်တယ်ဘုရားသခင်မေတ္တာအဲ့လိုမဟုတ်လူတိုင်းအတွက်အသေးခံတယ်ကျွန်တော်ခရိယာနေရတော့ကိုယ်ယုံကြည်လောက်ပဲကျွန်တော်တို့ကအတားအဆီးလုပ်လိုက်တယ်နော်ဒါပေမဲ့ဘုရားသခင်ကဘုရားကိုမင်းချစ်ရင်တဲ့အဲ့ဒီဘုရားရဲ့မေတ္တာကလူသားအချင်းချင်းချစ်နိုင်တဲ့မေတ္တာမင်းရောက်လာလိမ့်မယ်ဒါဘုရားသခင်ကျွန်တော်တို့ကိုဒီနေ့ခိုင်းတာသူ့ကိုချစ်ပါမြင်ရတဲ့လူအချင်းချင်းချစ်ပါမြင်ရတဲ့လူအချင်းချင်းမချစ်ပဲနိုင်ဘူးနဲ့ဖျားချစ်တယ်ဆိုရင်အချင်းကြီးပဲဖြစ်မယ်ဒီလိုပြောလိုက်တဲ့အခါမှာကျွန်တော်တို့ကထင်တာဥစ္စာပစ္စည်းပြည့်စုံမှကျမ်းမာရေးကောင်းမှငါတို့ချစ်နိုင်မယ်မဟုတ်ပါဘူးခုနတခြင်းလေးကတဲအိမ်၌ပင်ပျော်ရွှင်စွာအိမ်တောင်မှမေတ္တာရှိနိုင်တယ်ကပ္ပဦးကျမ်းအခန်းကြီး18ကိုပြန်ကြည့်ရင်တဲအိမ်ထဲမှာရှိနေတဲ့မိသားစုတစုတွေ့ရပါတယ်နော်တဲအိမ်ထဲမှာနေတယ်ကျွန်တော်ထင်တာကျွန်တော်ကောင်းကောင်းလုံလုံချင်းချင်းနေမှဖယားကကြွလာမယ်ကျွန်တော်ဌာနမှာတန့်ရှင်လုပ်တဲ့အမျိုးသမီးတယောက်ရှိပါတယ်
Jesus တို့ချီးမွမ်းခြင်းနဲ့ဆရာတဲ့ဟာကျွန်တော်က Jesus တို့ချီးမွမ်းခြင်းတာများဘာလို့မချီးမွမ်းသလဲတွေးဖို့ပတ်စံမရှိလို့တဲ့ကျွန်တော်တို့ mindset ကပတ်စံရှိမှပဲ Jesus တို့ချီးမွမ်းမှထင်တယ်မဟုတ်ဘူးနှုတ်ခမ်းအသီးဒီဆိုချီးမွမ်းခြင်းရဆိုကျွန်တော်ပြောတယ်ဟေးခင်ဗျားအိမ်မှာရေတစ်ခွက်တက်ရပြီရေရှိလားရှိပြီးတော့ကျွန်တော်လာ Jesus ဟုတ်ရဲ့လားတဲ့ဆရာလာမလားတဲ့နော်ကျွန်တော်တို့အကျင့်ဖြစ်နေတာကကျွေးနေမှ Jesus တို့ချီးမွမ်းခြင်းတယ်နော်ဆိုတော့ Jesus တို့ချီးမွမ်းကျွေးရင်းနဲ့ဟာယန္တိဖြစ်ကြအစင်မပြေတဲ့မိမကိုဆူလိုက်သားသမီးတွေငေါက်လိုက်နဲ့ဟာနေကစားပေါ်ရသလားဒီဆရာဒါမစားဘူးဟာတခါလေးပြဿနာဖြစ်ကုန်တော့ Jesus တို့ချီးမွမ်းမဲ့အစားယန္တိဖြစ်ကုန်တယ်နော်ဆိုတော့ဒီနေ့ဘုရားသခင်ကကျွန်တော်ခိုင်းတာကနှုတ်ခမ်းအသီးကြီးဟူသောချီးမွမ်းခြင်းရစ်ကိုပူဇော်ဖို့နဲ့မေတ္တာနဲ့အိမ်ကိုတည်ဆောက်ဖို့ဓမ္မတဲအိမ်ထဲမှာတဲ့မာရီသပိတ်တော်နာမှာအာဗြဟံကိုဘုရားသခင်ထင်ရှားတယ်တဲ့ဘယ်အချိန်မှာထင်ရှားလဲဆိုတော့တဲတကားဝ၌ထိုင်တဲ့အချိန်မှာနော်အာဗြဟံကတဲလေးနဲ့နေတယ်အဲ့ဒီအမှာဘုရားသခင်ကထင်ရှားတယ်ဒါမှတော့ဘုရားသခင်ထင်ရှားတာပုဂ္ဂိုလ်၃ဦးအနေနဲ့၃ပါးတဆူရဲ့အစလေးကိုကျွန်တော်တွေ့ရတယ်နော်ထင်ရှားပြီးတဲ့အခါမှာအငယ်9မှာအာဗြဟံဘာပြောလဲဆိုတော့ထို့သောကြီးစုကိုခံစီခြင်းငှာကိုတို့ကျွန်ရှိရာသို့ရောက်ပါပြီဟုဆို၍ဟာဘုရားသခင်ကြွလာတယ်သိပ်ပျော်တာဗောနော်ဘုရားသခင်လာပြီဆိုဂျေဇုကပါလာပြီနော်ဂျေဇုတော်နဲ့ပြည့်စုံတဲ့ဘုရားသခင်ကကျွန်တော်တို့ကိုဂျေဇုပြုခြင်းတယ်ဆိုဘုရားသခင်လာတော့ဂျေဇုချင်းမှရှိတဲ့အရာလေးကိုသူတတ်ပြီးတော့ကျွေးမွေးတယ်မပြန်တော့မှနဲ့နေပါနော်ဒီကနေ့ဘုရားသခင်ရဲ့လူဘုရားသခင်အမှုတော်ဆောင်တကယ်ပဲကျွန်တော်အိမ်ကိုရောက်လာစိတ်ချပါရှိတာနဲ့ဧည့်သည်ဝတ်ဖြစ်ပါကျမ်းသာပြောတဲ့အကျဉ်သူငယ်တယောက်ကိုခရစ်တော်မျက်နှာထောက်ပြီးတော့ရေတစ်ခွက်လေးပေးလိမ့်မယ်အကျိုးများကိုပေးမယ်နော်ဂျုံစီစပါးစီတစီမဲ့စိုက်ကြည့်ပါအစီတွေအများကြီးပွားလာတယ်ကျွန်တော်မစိုက်ကြလို့မြစ်တာလေးလိုပဲစိုက်ပြိုးပေးကြည့်ပေးချင်လေးပေးချင်လေးပေးချင်လေးပေးလို့မဟုတ်လေဖြစ်မယ်ဒီမှာဂျေဇုတော်ခံစားရမယ်ဘာဂျေဇုလူနေလဲအာဗြဟံရှိမှာဂျူးလူမျိုးတွေမှာအင်မတန်မှအနှင်ခါတဲ့အရာကတာသမီမထုံကားခြင်းတာသမီမရှိရင်တော့ဒါဖယားအကျင့်ခါတာမင်းတခုခုမှားနေပြီဆိုပြီးတော့ဂျူးလူမျိုးတွေကအထင်သေးတယ်အာဗြဟံနဲ့စာရာအသက်ကြီးပြီးတာသမီမထုံကားဘူးဖယားသခင်လည်းရောက်လာရောကောင်းကြီးမင်္ဂလာပါဖြစ်လဲဆိုတော့သားရမယ်တဲ့ဆိုတော့စာရာကကြီးတယ်ဖယားသခင်မဖြစ်နိုင်တဲ့အသက်လောက်ကြီးပြီးကျမမှာမိန်းမတွေရောက်တဲ့ဥရုရောက်နေလဲမရောက်တော့ဘလို့ကလေးရနိုင်မလဲဘုရားသခင်မင်းဘာလို့ရှိသလဲတဲ့တခါလေကျွန်တော်တို့ကိုဘုရားပြုမဲ့ကျေးဇူးကမယုံနိုင်လောက်အောင်ရည်စရာဖြစ်လောက်အောင်ကောင်းတယ်ကျွန်တော်အမြဲတမ်းပြောတယ်ကျွန်တော်16နှစ်မှာသွေးအန်တယ်ဆရာဝန်တွေကကျွန်တော်ဘာပြောလဲဆိုတော့အိမ်တော်ပြုလို့မရဘူးတဲ့အိမ်တော်ပြုပြီး3လကြာရင်ကျွန်တော်သေမယ်တဲ့ဒါသူတို့ဆေးပညာရှိတော့အရာနော်ကျွန်တော်အခုအိမ်တော်ပြုတာ3လမကတော့ပါဘူးကျွန်တော်သားအငယ်ဆုံးတော့20နှစ်ကျော်သွားပြီနော်ကျွန်တော်မသေးသေးဘူးအဲ့ဒီဆရာဝန်ကြီးတော့သေသွားပြီပေါ့နော်ဆိုတော့ဘုရားသခင်ဂျေဇုရောက်လာရင်အော်ဆရာမယုံနိုင်တော့အောင်နော်ကျွန်ဘုရားသခင်ရဲ့ဂျေဇုစပြုတ်ပြီးမင်းရဲ့အိမ်တော်မှာမင်းလူနဲ့သားငါပေးမယ်ဟာမယုံနိုင်တော့အောင်ရည်စရာဖြစ်တော့အောင်ဘုရားသခင်ဂျေဇုကကြီးတာတို့ပြောရင်သူတို့ဘုရားသခင်မိတ်နဲ့အတိုင်းပဲသားလေးဣဇေယပဲဒီကြည့်ဟာကဘာကြီးမှာလူမျိုးကြီးဖြစ်နေလိုက်တာသားလေးတယောက်ထဲကနေမျိုးစိလေးပွားလိုက်တာမျိုးစိတွေကဒီကနေ့ဣသရေလလူမျိုးတွေနော်ကျွန်တော်ဒီအမေရိကန်နိုင်ငံတို့ဘာလို့ရောက်ရဲကနေဒါနိုင်ငံရောတထေးတွေသိပ္ပံပညာရှင်တွေတကယ်ကိုထူးချွန်တဲ့ပုံကိုယ်တွေကြည့်လိုက်ဂျူးလူမျိုးတွေကြီးပဲတွေ့ရတယ်ဒါသူတို့ကိုကြံတဲ့လူကမနာလို့ဖြစ်ကြတယ်နော်မနာလို့ဖြစ်လောက်အောင်မျိုးစိတစည်းတွေနဲ့ကောင်းကြီးတွေကြည်စမ်းဒီနေ့ကျွန်တော်ဘုရားသခင်ကိုအဲ့ဒီလိုသာယုံပြီးတော့ကျွန်တော်အိမ်ကတဲအိမ်ပဲဖြစ်ပါစေဘုရားသခင်ရှိနေရင်တဲအိမ်ထင်းလိုက်ပြီးရင်ကောင်းကြီးမင်္ဂလာပြန်ပွားတယ်ဘယ်လောက်ပြန်တယ်လဲဆိုတော့အငယ်16ရောက်လာတော့ကောင်းကင်ဘုရားသခင်လွတ်လိုက်တဲ့ကောင်းတယ်လွန်သွားတော့မယ်ချက်ချင်းသတိရတယ်ဟာသုံးလုံးနဲ့ဂေါမောရကိုဒီမှာကောင်းကြီးပေးပြီးတော့သုံးလုံးနဲ့ဂေါမောရကိုဖြစ်ရတော့မယ်မဖြစ်စည်းခင်ဘုရားသခင်တရားစီနဲ့ဘုရားလည်းဖြစ်တော့ကြောင့်မှားတဲ့အရာကိုဆုံးမပိုင်ခွင့်ရှိတယ်ပြန်လှည့်လာတယ်ငါကျွန်အာဗြဟံမဟုတ်တော့ဘူးငါအဆွေအာဗြဟံကြည်စမ်းအရင်တော့ကတော့တဲအိမ်မှာနေတဲ့ဘုရားသခင်အပြင်မှာရှိတယ်အခုတော့ဘုရားသခင်နဲ့မိသားရသွားတဲ့အခါမှာဘုရားသခင်အဆွေဖြစ်သွားတယ်ငါလှုပ်တဲ့အရာတွေကိုငါအဆွေကိုတစ်ခုတိုင်ပင်ရမယ်နော်ဒါဘုရားသခင်ယေရှုကလည်းကျွန်တော်တို့ကိုကြုံလို့မခေါ်ဘူးတဲ့အဆွေလို့ခေါ်တယ်တဲ့ကျွန်တော်တို့တိုင်ပင်ခြင်းတယ်ကျွန်တော်တန်ရေးပြည်ရေးကိစ္စတွေကျွန်တော်တို့အိမ်တော်ရေးကိစ္စတွေအသင်းတော်ကိစ္စတွေကျွန်တော်ကိုဖြည့်ရှင်းပေးဖို့ဘုရားကအသုံးပြုခြင်းတယ်
over time မဲ့ပြောတဲ့အခါမှာကျွန်တော်တို့ကပဲဖျားကိုတိုင်မင်တာမဟုတ်ဘူးဖျားကလည်းကျွန်တော်တိုင်မင်ခြင်းတယ်အာဗြဟံရှိရောက်လာတယ်အာဗြဟံကမင်းတူလောတနေတဲ့မြို့ယူငါဖျက်ရတော့မယ်ဟိုမှာယောက်ျားချင်းမိထုံပြူတာတွေအိုးဆိုးသွမ်းနေတော့ဒုစရိုက်ကငါရှိတက်လာပြီးငါစီရင်ရတော့မယ်ဒါမင်းကတိုင်မင်တယ်ကွယ်ဆိုတော့ဖျားသခင်ရဲ့အဆွေအာဗြဟံကလည်းတခါလေစွတ်တောင်းဆိုကျွန်တော်လက်လွတ်ဆိုပဲစွတ်အော်ဟစ်ပြီးတော့ဘာပြောမှတော့မသိကြဘူးကျွန်တော်ဘုရားသခင်ဝိညာဉ်တော်နဲ့ပြည့်စုံတဲ့အသင်းတော်တော်များရောက်ပါတယ်ဆိုတော့ဝိညာဉ်တော်နဲ့ပြည့်တယ်ပြည့်အားရှိကျွန်တော်တို့ပို့လို့စွတ်တောင်းတာအားကြီးတယ်သူစွတ်တောင်းလို့ရှိရင်ဟာအားရပါရဒါကျွန်တော်တို့အားကြတယ်ကျွန်တော်တို့အဲ့လိုသိမတောင်းတတ်တော့ဘုရားကျွန်တော်နဲ့ခင်တဲ့အဲ့ဒီဆရာကိုမေးတယ်ဆရာဘာလို့တောင်းသလဲအေးဗျာတဲ့ကျွန်တော်ဘာတောင်းလဲ तू အော်တော့ကျွန်တော်လည်းသူ့တစ်ကြိမ်အောင်အော်ပြစ်လိုက်တာပဲတဲ့ဒါကြလေကျွန်တော်ခရိယာတွေကဘုရားသခင်ကိုစွတ်တောင်းရမယ့်အစားအဲ့လိုလက်လွတ်စပယ်အလွဲသုံးစားလုပ်နေကြတယ်ဒါပေမဲ့အာဗြဟံကဘယ်လိုစွတ်တောင်းလဲဆိုအငယ်25မှာထွက်မြောက်ကြ23ခုနှစ်ကိုကူးပြီးတော့သူကခုတ်လုပ်တော့မနော်အဲ့ဒါကိုကိုးကားပြီးတော့ဘုရားသခင်ဖြောင့်မတ်တဲ့လူတွေကိုမတရားသောသူတွေနဲ့ရောပြီးတော့မဖျက်ဆီးဘူးဆိုတာဟုတ်သလားနော်ဘုရားသခင်သိတဲ့ဘောကြတယ်အေးဟုတ်တယ်ငါဂရိထားတဲ့အတိုင်းဖြောင့်မတ်တဲ့လူတွေမတရားတဲ့ငါမဖျက်ဆီးဘူးကိုတို့ဒါဆိုရင်ကျွန်တော်တို့တင်ပြပြစေနော်ဘုရားသခင်အဲ့လိုရင်းရင်းကြီးကျွန်တော်ပြောလို့ရတယ်ကောင်းကြီးမင်းဘာပြောချင်လဲကိုတော့သုံးလူနဲ့ခုံမောရမှာလေဖြောင့်မတ်တဲ့လူငါရောက်90ရှိကိုတော့မဖျက်ဆီးပါနဲ့ဘုရားသခင်သဘောတူတဲ့ငါမဖျက်ဆီးဘူးအာဗြဟံစဉ်းစားတယ်သူတူလောတမိန်းမသမီးကညာ2ယောက်ကျန်တဲ့သမီးတွေနဲ့တမက်တွေရကုန်ပြီစဉ်းစားတယ်အယောက်90မပြည့်ဘူးစိတ်ပူပြီးတော့ကိုတော့နည်းနည်းလေးစကားပြောချင်တယ်ဟာကိုတော့ဘာပြောစမ်းပါရှော့လိုက်ပါ9ယောက်ရှော့ပြီးကိုတော့45ယောက်ရှိရောအေးမင်းတပြောတဲ့အတိုင်း45ရှိငါမဖျက်ဆီးဘူးနော်တူတူပြောရင်ရှော့လိုက်တာ10ယောက်တော့မရှိဘူးနောက်ဆုံးဘုရားသခင်ဖျက်ဆီးဖို့ဖြစ်လာတယ်ပြောချင်တာကအာဗြဟံဒီတကယ်ပဲတဲအိမ်ထဲမှာဇနီးတဲ့နဲ့တူသဘောတူပြီးဇနီးတွေကလည်းသူ့ကိုချစ်တယ်သူကလည်းဇနီးတွေကိုချစ်တယ်သားသမီးမရပါမဲ့ခရစ်တော်ရောက်လာတယ်ဖခင်ရောက်လာတဲ့အခါမှာသားသမီးရတဲ့ကောင်းကြီးအပြင်ဆက်ပြီးတော့သူ့တူလောတသူ့ကိုပုံကန်သွားတယ်သူ့ကိုဆန့်ကျင်သွားတယ်သူ့ကိုစီးပွားရေးခွဲထွက်သွားတဲ့တူလောတပျက်စီးခြင်းရောက်မှာကိုသိပြီးတော့ချစ်ချင်းမြတ်တာနဲ့အဲ့ဒီမြို့ကြီးအတွက်အယူခံဝင်ဆုတောင်းပေးတယ်ဒီကနေ့တကယ်ပဲခရစ်တော်ကျင်းဝတ်တဲ့အိမ်တော်နေရအဲ့လိုအိမ်တော်နေဖြစ်တယ်ကိုမိသားစုအရေးသာမကဘူးသူများရဲ့မိသားစုအရေးကိုလည်းကျွန်တော်တို့ကအလေးထားပြီးတော့ကုညီမစားတဲ့ဆုတောင်းပေးတယ်နဲ့ကျွန်တော်မြန်မာစပွန်ရှိတဲ့ချင်းနှချောင်းမကယ်ကောင်းတော်တော်များများကတော့ဒီစကားကိုသုံးနေကြတယ်ဒါပေမဲ့သခင်ယေရှုကအဲ့လိုမပြောဘူးတန်ဖိုးလောကမှာသခင်ယေရှုတန်ဖိုးထားတာလူပဲဒါကြောင့်လူကိုဘုရားသခင်ဘယ်လိုဖန်ဆင်းလဲသူ့ရဲ့တဒံနဲ့အညီဖန်ဆင်းတယ်နော်ဆိုမှဆိုဒီဘုရားကျောင်းမှာဆရာကြီးဥတ္တမောင်ထွန်းကဟောရမှာအမိုက်စက်ကူမတွေ့ချင်ဘူးစက်ကူတွေ့ရင်ကောက်ပြီးတော့အမိုက်ပုံနဲ့ထည့်အမိုက်တုပ်ပုံမီးရှို့လိုက်လို့ပြောမယ်ကျွန်တော်တွေ့ရင်တော့ဆရာကြီးလေးစားပြီးယူပြီးတော့အမိုက်တော့ပြစ်မှာပဲတကယ်လို့များ9000တန်တရွတ်တွေ့မယ်ဆိုရင်ဘာလို့ကြမလဲအမိုက်ပုံနဲ့ပြစ်ကြမလားပြစ်တော့ပြစ်မှာကောက်ပြီးတော့ကိုယ်အိတ်ထဲပြစ်လိုက်မှာနော်ဒေါ်လာ100တန်တရွတ်တွေ့မယ်ဆိုရင်ရောကောက်ပြီးပြစ်မယ်လို့ရှိလားအမိုက်ပုံနဲ့ပြစ်မယ်လို့ရှိလားသူတွေ့တယ်ငါတွေ့တယ်အရင်လူပြီးတော့ကိုယ်အိတ်ထဲပဲထည့်ကြမယ်ဘာကြောင့်လဲဆိုရင်တန်ဖိုးရှိတယ်တန်ဖိုးရှိတဲ့အရာကမြေကြီးပေါ်မှာကြာနေလမ်းပေါ်မှာကြာနေတန်ဖိုးရှိတယ်လူတိုင်းသိတယ်နော်ဒီကနေ့တန်ဖိုးရှိတဲ့အရာထဲမှာတန်ဖိုးအရှိဆုံးကလူပဲဖြစ်တယ်ဖျားဖန်ဆင်းတဲ့အရာတွေကတန်ဖိုးမကြဘူးကျွန်တော်ငငယ်တုန်းကပတ်စံတကြရှိရင်ကြောင်းတက်လို့ရတယ်ဟိုစင်ထရယ်လန်ကနေကျွန်တော်ကုတ်ကိုင်းလမ်းစုံအထိ10ပြားအဲ့ဒီကနေတက်ကတူ9ပြား15ပြားနော်ကျွန်တော်25ပြားပေးရင်ဒီဘူးသီးကြော်အကျော်ဆုံးသုံးနေထမင်းတပွဲရတယ်ပြီးတော့အိမ်ပြန်လာပိုတော်ပိုသေးတယ်ရုပ်ရှင်ကြည့်မယ်ဆို25ပြားတာကြည့်လို့ရသေးတယ်အခုကိတကြကိုပြောရင်ခလေးကျွန်တော်ခလေးရရှိတယ်ဟုတ်ရဲ့လားပါတယ်တခါတော့မကြုံနိုင်ဘူးငွေသည်တန်ဖိုးကြသွားတယ်တန်ဖိုးမကြတာရှိတယ်ရွှေကျွန်တော်လက်ထက်တုန်းက82ခုနှစ်ကရွှေတမတ်သား300လက်ခ900 350ပေးရတယ်လက်ထက်လက်စကအခုဒီတန်ဖိုးကြလားမကြဘူးရွှေတမတ်သားဘယ်လောက်ဖြစ်သွားပြီလဲရွှေတကြ6သိန်းကျော်ဆိုတော့3သိန်းခွဲတန်သွားပြီကြည်စမ်းဘာကြောင့်တန်ဖိုးမကြလဲသိလားဖျားဖန်ဆင်းထားတဲ့အရာဖြစ်လို့ဒီနေ့ဖျားဖန်ဆင်းထားတဲ့လူသူ့တရားနဲ့အညီဖန်ဆင်းထားတဲ့လူဟာပူတန်ဖိုးရှိတယ်အဲ့ဒီလူကိုတန်ဖိုးမထတတ်တော့ကြောင့်ဇနီးတွေကခင်မွန်းတွေကိုမလေးစားဘူးမယူသေးဘူးမဝန်ခံဘူးခင်မွန်းတွေကလည်းဇနီးတွေကိုခရစ်တော်ဒီအသက်ဆုံးပြီးချစ်လို့မချစ်ကြဘူးမိခင်ဖခင်ကလည်းသားသမီးဆိုတာဖျားဆုချလို့ပေးတဲ့အမွေဆိုတာမသိဘူး
တခါလေပြောကြတယ်ဒီကောင်ခွေးဖြစ်မှာပဲကောင်းကြီးပေးလိုက်ကြတယ်ဒီကနေ့ကဘာမှာစိုးသွမ်းတဲ့ကလေးတွေအများကြီးပေါ်လာတာအဲ့ဒါတွေကြောင့်ပဲဖယားသခင်ကလူကိုဘယ်လောက်တောင်ဖို့ထားလဲဆိုရင်သူ့ရဲ့အသက်လောက်တောင်ဖို့ထားပြီးရွေးခဲ့တယ်ဒါကြောင့်ကျွန်တော်တယောက်ပတ်ဝန်းကျင်မှာကိုဘေးကလူပြောပါခမားသည်ဖယားသခင်အသက်လောက်တောင်ဖို့ရှိတယ်ကျွန်တော်ဘေးကလူပြောကြည့်စမ်းညီမလေးကဖယားသခင်အသက်လောက်တောင်ဖို့ရှိတယ်ညီလေးကဖယားသခင်အသက်လောက်တောင်ဖို့ရှိတယ်ခင်မွန်းတဲ့ယောက်ျားကြီးနေကဖယားသခင်လောက်တောင်ဖို့ရှိတယ်နော်အဲ့ဒါလိုတန်ဖိုးထားတတ်တဲ့လူတွေကဘာမှာပေါ်လာရင်ချစ်ဖို့ဆိုတာအသာလေးဖြစ်သွားလိမ့်မယ်အာဗြဟံဒီသဘောကိုကောင်းကောင်းသိတယ်မှန်တယ်သူ့ဆန့်ကျင်သွားတယ်နော်သူအခွင့်အရေးတော့ပေးတယ်မင်းလောတာမင်းကြိုက်တဲ့နေရာမင်းဒီဘက်သွားရင်လည်းငါဒီဘက်သွားပေးမယ်သဘောထားဘလောက်ကြီးတယ်ကြီးစမ်းကောင်းကြီးမရခင်တည်းကဖျားကိုချစ်တဲ့လူသည်ဆက်ဆိုင်တဲ့လူကိုချစ်ပြီးသားနော်ဆက်ဆိုင်ပြီးကောင်းတဲ့လူမှဆက်ဆိုင်ပြီးကြီးစုပြီးတဲ့လူမှချစ်လို့မပြောဘူးဆက်ဆိုင်တဲ့လူကဘလို့အခြေအနေမျိုးမှရှိနေပါစေဖျားမြတ်တာရှိတဲ့လူကချစ်နိုင်တဲအိမ်၌ပင်ပျော်ရွှင်စွာမိသားစုကကြည့်ဘလောက်ကောင်းသလဲဖျားကိုချစ်တော်မြတ်တာနဲ့ကိုယ့်ကိုဆက်ဆိုင်တဲ့လူကိုချစ်တဲ့မြတ်တာပြည့်စုံတယ်ကမ္ဘာဦးကျဲ16ကိုလှန်ကြည့်လိုက်တော့လောတမြို့တကားဝမှာထိုင်နေတယ်တဲ့နော်မြို့တကားဝဆိုတာတုတ်တန်ကျမ်း31ပြန်ကြည့်ရင်အသွေးရှိတဲ့လူတွေဒီမြို့မှာဂုံရှိတဲ့လူဒီမြို့ကြီးကိုတခါတည်းမိတိုက်နိုင်အောင်အာဏာရှိတဲ့လူတနည်းအားဖြင့်လူအနေနဲ့ကြီးလိုက်ရင်တော့ဂုံတွေရှိပြီးတော့စီးစိမ်ဥစ္စာကြွယ်ဝချမ်းသာတဲ့လူမြို့တကားဝကြီးမှာထိုင်နေရတယ်အဲ့ဒီအချိန်မှာတဲ့ကောင်းကင်တမန်နေနှစ်ပါးပဲရောက်တော့တယ်ဒီမှာကြတော့ရောက်ပြီးတော့အတင်းအိမ်မနေမနေတော့ဘူးအိမ်မနေမနေဘူးထွက်ရမယ်အတင်းပြောတယ်မရဘူးအိမ်မအတင်းနေခိုင်းတယ်နေလေနေရောမြို့သားတွေကဝိုင်းလာပြီးဟေးအဲ့ဒီယောက်ျားနှစ်ယောက်ကိုထုတ်ပေးစမ်းဣသရေလလူမျိုးတွေမှာအဲ့ဒါဝတ်ကြည်ရတယ်ဟေးဒါတော့မလုပ်နဲ့ကွာအကြက်ကြက်တောင်းတော့နောက်ဆုံးတူပြင်းကွာငါသမီးနှစ်ယောက်ဘယ်ယောက်ျားနဲ့မှမဆန်တဲ့ယောက်အဲ့ဒီသမီးနှစ်ယောက်ကိုမင်းတို့ကြိုက်တယ်လို့မလုပ်ချင်ဘူးဒီယောက်ျားကိုပဲငါတို့လုပ်ချင်တယ်နော်ကျွန်တော်တို့သူငယ်တန်းငါနေ9တန်းအထိကလေးတွေကိုကဲယောက်ျားလေးတွေဒီဘက်စီပါမိန်းကလေးတွေဒီဘက်စီပါပြောကြည့်အလဲမှာခက်ကြံကြံနဲ့ရပ်ပြီးတော့ငါဟိုဘက်သွားမလားဒီဘက်သွားမလားအဲ့လိုလူရှိမလားမရှိဘူးနော်ဒါပေမဲ့အခု20 teenage ကျော်လာတဲ့လူတွေအဲ့လိုဖြစ်နေပြီကျွန်တော်တို့ club ပြုံအခု trader လာမှာအရင်တော့အဲ့ဒီမှာကျွန်တော်သွား speaker နဲ့တရားဟောတယ်အခုတော့ဟောလို့မရဟောတော့ကြီးစီရတခုတတွေ့တယ်နော်ယောက်ျားပဲဒါပေမဲ့သူကနူးညံ့သိမ်ဝေးပြီးတော့အဲ့ဒီစိတ်ပေါက်နေတော့သူကအဲ့ဒီမှာအိမ်သာတက်ချင်တာတော်တော်ဒုက္ခရောက်တယ်ယောက်ျားအိမ်သာတက်တော့ယောက်ျားလည်းပေးမသွားနေယောက်ျားမဟုတ်ဘဲသွားတယ်မိန်းမအိမ်သာဝင်တော့မိန်းမလည်းသွားရှေ့ယောက်ျားကြီးလည်းပေးမဝင်တော့ဒုက္ခတော်ရောက်နေတယ်နောက်ဆုံးကျတော့ကျွန်တော်တောင်းပန်လို့ပေးဝင်လိုက်ပါဗျာကျန်နေသူဒုက္ခရောက်ပါတော့မယ်လူလေကောင်မှထွက်ကြသွားရင်မကောင်းပါဘူးနော်ဘုရားသခင်ကသူ့တရားနဲ့အညီကျွန်တော်တို့ကိုတန်ဖိုးထားဖန်ဆင်းထားတာကိုမသိတဲ့လူတွေချင်းကဘာကြီးမှာဒုနဲ့တည်ဖြစ်နေပြီဘုရားသခင်ကလောတရဲ့နေတဲ့နေရာကြီးကချမ်းသာကြွယ်ဝပါတယ်ကြည်စမ်းဘလောက်တောင်ဆိုးသွမ်းနေတယ်လေရုပ်ပစ္စည်းကြွယ်ဝခြင်းတစ်ခုပဲရှိတယ်စရိတဘိုင်းမှာတလစ်ဆန်အောက်ကျဆင်းနေပြီတူပြောရင်ကောင်းကင်မှာအတင်းဆွဲထုတ်ရတယ်လောတဈေးချစ်တယ်ကိုရောနေပါအောင်ကျွန်တော်တမက်တင်သမီးတွေကြံနေပြောအောင်မယ်မပြောရတဲ့သူတို့ကလောတနောက်တယ်ထင်တယ်ဟေးမိမိုးရွာချလို့မယ်ငါတို့ပြေးရမယ်တမက်တင်ကြံတဲ့သမီးတွေကြည်စမ်းဟန်တူတယ်တဲ့နောက်ဆုံးမရတော့ကောင်းကင်အတင်းဆွဲထုတ်ရတယ်ကြည်စမ်းသူချစ်တဲ့လူကဘလောက်ပဲလောကတဲ့နစ်မျိုးနဲ့ဘုရားသခင်အတင်းဆွဲတာပဲသူတို့ပြောရင်လောတရဲ့မိန်းမလှည့်ကြည့်တော့စားတယ်ဖြစ်ကြတယ်ဒီကနေ့အထိဒါဒန္တာကြီးမဟုတ်ပါဘူးဣသရေလနိုင်ငံမှာတကယ်ပဲလောတမယားကစားတယ်ဖြစ်ကြနေတဲ့ဟာရှိနေပါသေးတယ်လောတထွက်ပြီးတဲ့ကမှဈေးစစ်တယ်လောကရဲ့ဆွေးဆောင်မှုကတိတ်ပြီးတော့အင်အားကြီးပါတယ်မထွက်ချင်ဘူးတော်တဲ့ခမောရကတောင်ပေါ်တက်ပြေးဒီအကုန်ဘုရားသခင်ပြည့်စည်မယ်ကိုတို့တောင်ပေါ်ဝေးပါတယ်မပြေးရပါစေနဲ့ဟောဒီမြို့ကလေးဇောရမြို့မှာနေပြစီတောင်ပေါ်တက်ပြေးရင်အခြေအနေတစ်မျိုးပြောင်းနေတယ်အေးဘုရားသခင်နောက်ဆုံးကြတော့သူ့လူတနာသောကြောင့်အလိုတော်မဟုတ်ဘဲအခွင့်တော်နဲ့ခွင့်အေးအဲ့ဒါမှမင်းနေကျန်တဲ့မြို့တွေကအကုန်ဖြစ်စီမယ်ဖြစ်စီပြီးတဲ့အချိန်မှာပြန်ကြည့်တော့ဇောရမြို့မှာဘာတွေဖြစ်တယ်လဲသူမြင်လိုက်တာတောင်ပေါ်ကြည့်ရင်တော့ view အကုန်များမှာဟောဒီဘက်မှာမြို့တွေရှိဟိုဘက်မှာမြို့တွေရှိသူမြင်မှာအခုဒီချင်းချင်းလေးပဲတိုးထုံနေခုံကကတ်နေသောကြောင့်ကျန်တဲ့မြို့တွေမမြင်တော့ဟဲ့လူမရှိတော့ဘူးတမိုင်းမှာအယုတ်ဆိုးဆုံးအဖေကိုအရက်မူးအောင်တိုက်ညကြတော့သမီးနှစ်ယောက်အဖေနဲ့ဝင်အိတ်ခလေးတွေထွက်လာတယ်တဲ့
အာမွန်အမျိုးတွေနဲ့အာမွန်ဆိုတော့အခုဂျော်ဒန်နော်မောဘအမျိုးတွေဘုရားကိုဆန့်ကျင်တဲ့အမျိုးတွေပွားလာတယ်ကမ္ဘာလောကကြီးထဲမှာဒီကနေ့ဘုရားရဲ့လူတွေဘုရားရဲ့မေတ္တာကိုဆက်ပြီးတော့မဝေငှဘူးဘုရားကိုချစ်ခြင်းလည်းမရှိသောကြောင့်ကြည်စမ်းအမင်္ဂလာကောင်းခြင်းမင်္ဂလာတွေမဟုတ်ဘဲနဲ့အမင်္ဂလာတွေကဘာကြီးများဖြစ်နေဒီနေ့ကျွန်တော်အရောက်တိုင်းကိုဘုရားတောင်းဖို့ထားတယ်ကျွန်တော်တို့အရောက်တိုင်းကိုဘုရားသခင်ချစ်တယ်ချစ်သောကြောင့်ကျွန်တော်တို့လဝါကတိုင်းမှာအသေးခိုင်ပြီးတော့အသက်ကိုပေးခဲ့ပြီဆက်ပြီးတော့အဲ့ဒီမေတ္တာတော်ကိုထောက်ပြီးတော့ကျွန်တော်တို့ပြန်သွားရင်ကျွန်တော်ရဲ့သားသမီးတွေကျွန်တော်ရဲ့ဇနီးတွေကျွန်တော်ခင်ပွန်းတွေကျွန်တော်အထက်လူကြီးကျွန်တော်အောက်လက်ငယ်သားဒီအပေါ်မှာဘယ်လောက်မေတ္တာပြမလဲကျွန်တော်မြစ်ကြီးနားလွန်ခဲ့တဲ့နှစ်ပေါင်း20လောက်ကမြစ်ကြီးနားပြန်လာတဲ့အချိန်မှာရထားပြစ်ကျက်နေတယ်အဲ့ဒီအချိန်မှာကျွန်တော်အချိန်မှာရဲအရာရှိတယောက်သူကတာဝန်နဲ့သူ့ပြီးမှတရားခံတယောက်လက်ထိတ်နဲ့သူကလက်နဲ့ပါတယ်ပေါ့သူမှာနော်တာဝန်နဲ့ဆိုတော့ကျွန်တော်ကသူ့ဘေးကလူကိုတရားခံကိုခရစ်တော်ကြောင့်ပြောတော့ကျွန်တော်ဆဲလိုက်တာလူအနေနဲ့တော့လူငယ်ဖြစ်တယ်သူဆဲကူဆဲဖြစ်တယ်ဒါလွယ်ပါတယ်ဒါပေမဲ့ဘုရားသခင်မြတ်တာကကိုနေဆက်ဆိုင်နေသူချေရမယ်ဘူရာတခုရောက်တော့ကျွန်တော်ဆင်းတယ်ထမင်းတို့ဝယ်တယ်လက်ဖေးအပူဝယ်တယ်ရေးရရှိကျွန်တော်လက်ဆောင်ပေးပါတယ်စားပါအရာရှိကအောက်ဆင်းလို့မရပါဘူးဒါကြောင့်ကျွန်တော်ဝယ်လာပေးပါတယ်သူတို့ပြောရင်နောက်ဆုံးအဲ့ဒီတရားခံကခရစ်တော်လည်းလက်ခံရောသူပါစစ်တော်လက်ခံသွားတယ်ဒီကနေ့မုန်းသူကိုပြန်မုန်းတယ်ဆိုးသူကိုပြန်ဆိုးတယ်ဆိုတော့လောကရဲ့ဓမ္မတာပါခရစ်တော်ရဲ့ဓမ္မတာခရစ်တော်ရဲ့တရားကတော့ယန္တုကိုချစ်ပါဒီမေတ္တာတော်ရှင်ကကျွန်တော်တို့ပေးထားပြီးကျွန်တော်တို့ဆုံးဖြတ်ချက်ချကြည့်ကျွန်တော်လုပ်နိုင်တယ်ဆုံးဖြတ်ချက်မချတော့ကြောင့်မလုပ်နိုင်ခြင်းဖြစ်တယ်ဒီနေ့ပတ်ဝန်းကျင်ကလိုအပ်နေတာမေတ္တာလိုအပ်နေပါတယ်ကဘာကြီးလိုအပ်နေတာမေတ္တာပဲဖြစ်ပါတယ်ဒီမေတ္တာတော်ရှင်ကိုကိုးကွယ်ပြီးတော့ဒီမေတ္တာကိုရတဲ့ကျွန်တော်တို့ကမှဒီမေတ္တာကိုမမျှရင်ဘယ်သူဒီမေတ္တာကိုမျှမလဲဘာသာတရားမှာဒီမေတ္တာမရှိပါဘူးရှောလူဆိုတဲ့ပုဂ္ဂိုလ်အင်ပတာမှဘာသာတရားကိုင်းဆိုင်ပါတယ်ဥပုသ်တီလဆောက်တည်တယ်ပညာတော်တွေကိုအလုံးလိုက်လျှောက်တယ်နော်ဒါပေမဲ့သူ့ရဲ့ယုံကြည်ချက်ချင်းခြားနာလာရင်အဲ့ဒီလူကိုတတ်ဖို့ဖြတ်ဖို့ညှင်းဆဲဖို့ကလေးတွေကိုရိုက်နှိပ်ဖို့မိန်းမတွေကိုလည်းထောင်ထဲထည့်ဖို့သူကမလေးဘူးဘာသာတရားသည်မေတ္တာကိုမပေးနိုင်ပါဘူးအဲ့ဒီဖခင်ကပဲကျွန်တော်တို့ကိုမေတ္တာကိုသွန်လောင်းပေးပါတယ်အဲ့ဒီဖခင်နဲ့ဓမ္မသက်အခုဒမတ်စကတ်ဆီးရီးယားသွားတဲ့လမ်းမှာဓမ္မသက်မြို့မှာအဲ့ဒီမေတ္တာတော်ရှင်နဲ့တွေ့တဲ့အခါမှာဒီလောက်ကြမ်းကြုတ်ရက်ဆက်တယ်သူကသူကြီးထားတယ်ပြင်းစွာအသက်ရှူပြီးတော့သူ့ဘာသာနဲ့ဆန့်ကျင်တဲ့လူတွေကိုညှင်းဆဲဖို့အားယူနေတဲ့လူကြီးတဲ့ကြည်စွာပြောင်းသွားတာအံ့ဩစရာကောင်းတယ်အဲ့ဒါလည်းပြီးရောသူစလိုက်တဲ့မေတ္တာစာကမေတ္တာသည်စိတ်ရှိတတ်၏ကျေးဇူးပြုတတ်၏မေတ္တာသည်ဂုဏ်ပြန်ခြင်းမရှိဝါကြွားခြင်းမရှိမာနမရှိမလျောက်ပတ်စွာမကျင့်တတ်ကိုယ်အကျိုးကိုမရှာတတ်ဒေါသအမျက်မထွက်တတ်အပြစ်ရှိသည်ဟုမထင်တတ်မတရားသောအမှု၌ဝမ်းမြောက်ခြင်းမရှိတတ်တမာတရား၌ဝမ်းမြောက်တတ်၏ခတ်သိမ်းသောအရာကိုဖုံးတတ်၏ခတ်သိမ်းသောအရာကိုယုံတတ်၏ခတ်သိမ်းသောအရာကိုမျှော်လင့်တတ်၏ခတ်သိမ်းသောအရာကိုသီးခံတတ်၏မေတ္တာသည်ဖောက်ပြန်ခြင်းသဘောနှင့်အစဉ်ကင်းလို့၏ကြည်စမ်းဒါလောက်ကြမ်းတမ်းတဲ့လူကြီးတယောက်ကဒီမေတ္တာကိုခံစားရတဲ့အခါမှာဒီမေတ္တာကိုဆက်ဆူလက်တွေ့အသက်ရှင်တဲ့အခါမှာဒီမေတ္တာအကြောင်းကိုဖတ်တဲ့လူတွေအသက်တာပြောင်းလဲသွားတာကျွန်တော်တွေ့ရတယ်။နော်ဒီကနေ့ကဘာကြီးလိုအပ်နေတဲ့အလိုအပ်ဆုံးအရာကမေတ္တာပဲဖြစ်တယ်။ချစ်မေတ္တာဖြင့်ကဘာကြီးကိုငြိမ်းချမ်းနိုင်တာဒီတစ်ခုပဲရှိတယ်။မေတ္တာအားဖြင့်ပဲကဘာကြီးကိုကျွန်တော်ပြုပြင်ပေးနိုင်တယ်။မေတ္တာအားဖြင့်ပဲဘုရားသခင်အိမ်တော်တွေကိုပြန်တည်ဆောက်နိုင်တယ်။မေတ္တာအားဖြင့်ပဲကျွန်တော်တိုင်းပြည်ကြီးကိုပြန်ပြီးတည်ဆောက်နိုင်တယ်။ဒီနေ့ကျွန်တော်တိုင်းပြည်မှာတကယ်မေတ္တာလိုအပ်နေပါတယ်။မေတ္တာကိုရတဲ့ကျွန်တော်တို့ကမဝေမျှရင်ဘယ်သူတွေဒီမေတ္တာကိုဆက်ခံစားရမလဲ။အဲ့တော့ဒီနေ့ဒီနေ့ကမပြန်သွားခင်ပတ်ဝန်းကျင်တစ်ခုလုံးတင့်တယ်လှပဖို့ဘုရားသခင်ကကျွန်တော်တို့ကိုမျှော်ကြည့်နေပါတယ်။တမန်ကျမ်းစာထဲမှာပြန်ကြည့်ရင်ဘုရားသခင်တည်ထောင်တဲ့အဖွဲ့အစည်းနှစ်ခုပဲရှိတယ်။အိမ်တောင်နဲ့အသင်းတော်။ကဘာဥမှာဘုရားသခင်ယောက်ျားသည်တယောက်တည်းမနေကောင်းဆိုတော့ဇနီးသည်ဧဝဖန်ဆင်းတဲ့အိမ်တောင်ဖြစ်လာတယ်။ဓမ္မသစ်မှာမဿဲ16:18မှာခရစ်တော်သည်ငါအသင်းတော်ကိုဤကြောက်ပေါ်မှာငါတည်ဆောက်မယ်။ဘာကြောင့်တည်ဆောက်ရသလဲ။အသင်းတော်အားဖြင့်ဘုရားသခင်ရဲ့ထူးဆန်းတဲ့ပညာတွေကိုဟောဒီလောကကြီးသိဖို့တဲ့။ဘ
ရားသခင်ရဲ့ထူးဆန်းတဲ့ပညာမှာအနဲ့နည်းဆုံးနဲ့တန်ဖိုးရှိဆုံးကမေတ္တာပဲဖြစ်တယ်မေတ္တာမရှိရင်ကျန်တဲ့အလကားပဲခန္ဓာကိုယ်ကိုမိရှုဝအပ်တဲ့အလကားပဲတဲ့ဥစ္စာရှိသမျှလှူအလကားပဲမေတ္တာမပါရင်ဒီလောက်ကောင်းတဲ့မေတ္တာကိုပေးထားရတဲ့နဲ့ဘာကြောင့်ထုတ်မသုံးတယ်လဲဒီနေရာကပြန်သွားတဲ့အခါမှာနော်ကျွန်တော်တရားဟောချက်တွေအများကြီးနားထောင်တည်ချက်လိုက်လျှောက်ခြင်းတွေအကျိုးရှိတယ်ဆရာကြီးဒေါက်တာအာရီတိုရီဆိုဆရာကြီးမူဒီကိုဆက်ခံတဲ့ပုံကိုဒီကနေ့ထိသူကျမ်းစာကြောင်းအောင်ဩစရာကောင်းလောက်အောင်လူတွေတန်းစီနေရတယ်သူဘာပြောလဲဆို small practical knowledge is better than the large theoretical knowledge of the Bible ကျမ်းစာကိုနည်းနည်းလေးသိပြီးလိုက်လျှောက်တဲ့လူဟာအများကြီးအသိတရားနဲ့သိတဲ့လူဖြစ်တာတယ်ဒီနေ့ဖခင်ရဲ့မေတ္တာကိုကျွန်တော်သိပြီပြန်သွားတဲ့အခါမှာဘုရားသခင်ဒီမေတ္တာကိုကျွန်တော်အိမ်တော်ကစမယ်ကျွန်တော်ပြန်သွားရင်ကျွန်တော်ဇနီးတွေကိုအရင်လိုမဟုတ်တော့ကိုတော်ဒီအသက်စွန့်လို့ကျွန်တော်ချစ်မယ်ဇနီးတွေလည်းပြန်သွားရင်ကိုတော်အိမ်ပြန်သွားရင်ကျွန်တော်ခင်မွန်းတွေကိုအရင်လိုကြမ်းကြမ်းနာမှုပဲနဲ့တိမ်တိမ်မြွမှုနဲ့ကျွန်မအစာပြောပြစီသားသမီးတို့အိမ်ပြန်သွားရင်မိဘကိုချစ်တော်စိတ်နဲ့နာခံကြရအောင်လောက်ခွေမရှိတော့သူတို့ပြန်သွားတဲ့အခါမှာကျွန်တော်အထက်ရရှိစကားကိုမေတ္တာနဲ့ခံယူကြရအောင်မာဒီဖြစ်စေမှန်ဒီဖြစ်စေကျွန်တော်ဝန်းကျင်မှာရှိတဲ့လူတွေကမှားဒီမှန်ဒီဖြစ်စေမေတ္တာနဲ့သူတို့အတွက်လိုအပ်ချက်ကိုပေးကြရအောင်ဒီနေ့ဒီမှာရှိတဲ့လူတို့ကြီးကပြန်သွားပြီးတော့ဒီမေတ္တာကိုပြမယ်ဆိုရင်ကဘာကြီးဘာတွေဖြစ်လာမလဲထူးဆန်းတဲ့ဘုရားရဲ့မေတ္တာနဲ့လွှမ်းခြုံသွားတယ်သင်ဘုရားသခင်ထာဝရဘုရားကိုစိတ်နှလုံးအကျွမ်းမဲ့အစွမ်းတတ္တိရှိသမျှဉာဏ်ရှိသမျှနဲ့ချစ်လို့ကိုနှစ်ဆက်ဆိုင်သောသူကိုကိုနှစ်အမြချစ်လို့ဟုသောပညာတော်ကိုယနေ့မှစ၍မိမိအိမ်တော်ကအစပြုနိုင်ဖို့ရန်ထာဝရဘုရားသည်သင်တို့ကိုကောင်းကြီးပေး၍ဆောင်မကြည့်ရှုပါစေသောထာဝရဘုရားသည်သင်တို့၌သူရဲ့ရွှေမျက်နှာအလင်းတော်ကိုလွှတ်လျက်သင်တို့အားဂရုဏာကျေးဇူးပြုတော်မူပါစေသောထာဝရဘုရားသည်သင်တို့ကိုမျှော်ကြည့်၍ချမ်းသာပေးတော်မူပါစေသောခမည်းတော်ဘုရားသခင်ရဲ့မြတ်တာတော်သားတော်ယေရှုခရစ်တော်ရဲ့ကျေးဇူးတော်နှင့်တန်ရှင်းသောဝိညာဉ်တော်ဘုရားရဲ့မိဿဟာကိုခြင်းကျေးဇူးအပေါင်းတို့သည်ယနေ့ကိုယ်တော်ကိုကိုးကွယ်ဝတ်ပြုရရှိသောတာမန်ရောက်တိုင်ပေါ်မှာယခုမှစ၍ကာလအစဉ်မြတ်သက်ရောက်တည်ရှိ